အားလုံးပဲမင်္ဂလာပါ Magic Pro YouTube Channel မှာကြိုဆိုလိုက်ပါတယ်။ယခုဗီဒီယိုမှာတော့ Magic မှာကျွန်တော်တို့ဆရာကြီးဖြစ်ဖို့အတွက်နားလည်ထားတဲ့အချက်တွေတို့မှကျွန်တော်တို့ကျွမ်းကျင်အောင်ပြုလုပ်ထားတဲ့အချက်တွေတေချာပေါက်သိလာရမယ့်အချက်တွေကိုကျွန်တော်အနေနဲ့ပြောပြပေးသွားမှာဖြစ်ပါတယ်။ Magic ဆော့မယ်ဆိုရင်ဒီ Magic ထဲမှာဆိုရင် player 8ယောက်ပါရမှာဖြစ်ပါတယ်။အဲ့ဒီ8ယောက်မှာဒီနံပါတ်4အောက်ရတဲ့ player တွေဆိုရင်တော့ကျေရောက်မှာဖြစ်ပါတယ်။ဒီ Magic ကကြတော့ဒီ solo ဆော့လို့ရတယ်ပြီးတော့တော်တော်လေးလဲဆော့လို့ကောင်းတဲ့ game တစ်ခုလို့ပြောလို့ရတယ်။ Magic ကလည်းဒီလောင်ရတဲ့ game တစ်မျိုးဖြစ်ပါတယ်ဒါပေမဲ့ကျွန်တော်တို့ကကျွမ်းကျင်အောင်စောတတ်တယ်ဆိုတော့တိတ်ပြီးမလောင်ရဘူးဗျာဒီ Magic ကကြတော့ဘယ်လိုမျိုးအချိန်မှာကျွန်တော်တို့လောင်ရလဲဆိုတော့ကျွန်တော်တို့ရှုံးတဲ့အခါမျိုးတွေကိုလိုချင်တဲ့ hero တွေဝယ်လို့မရတဲ့အခါမျိုးတွေမှာဆိုရင်လောင်ရပါတယ်အရင်ဆုံးချက်နေရကြတော့ကျွန်တော်ဒီဂိုးရှာတတ်ရမှာဖြစ်ပါတယ် Magic မှာအဓိကအရေးကြီးတဲ့ချက်ကြတော့ဒီဂိုးပဲဖြစ်ပါတယ်ကျွန်တော်တို့ကြတော့ဒီ Magic ဆော့မယ်ဆိုရင်ဂိုးရှာတတ်ရမယ်ဗျာအားလီဂိမ်းမှာကလေးကျွန်တော်တို့ကဂိုးရှာရမယ်အဲ့လိုမျိုးဆိုဒီလက်ကြီးရောက်လာတဲ့ခါကျဒီဂိုးတွေကလိုအပ်လာပါတယ်လိုချင်တဲ့ hero မရတဲ့ခါကျ refresh ပြုလုပ်မယ်အဲ့ဒီကနေလိုချင်တဲ့ hero တွေပြန်ရှာမယ်ဆိုရင်ဂိုးကအဓိကအရေးကြီးပါတယ်ဂိုးချတတ်ဖို့ဆိုရင်လည်းဒီမှာဆိုရင်ဂိုး30ရှိနေမယ်ဆိုရင်အပို2ခုရရှိမယ်ဂိုး20ရှိမယ်ဆိုရင်အပို4ခုရရှိမှာဖြစ်ပါတယ်ဒီတော့အဲ့လိုမျိုးပွဲတစ်ပွဲမှာဆိုရင်ဂိုး30အနည်းဆုံးထားပြီးတော့စော့တင်ပါတယ်အဲ့လိုမျိုးဆိုဂိုးတွေအပိုရရှိမှာပဲဖြစ်ပါတယ်နံပါတ်2အနေနဲ့ကြတော့ဒီ strategy တိစောက်တတ်ရမှာဖြစ်ပါတယ်ဒီ Magic ဆော့မယ်ဆို strategy တိစောက်ဖို့ကလည်းအရေးကြီးပါတယ်ဒီ run တဲ့ခါမှာတော့ strategy ကကြတော့တိတ်ပြီးတော့အရေးကြီးတဲ့တဲမှာမပါဘူးဘာလို့လဲဆိုတော့ဒီ run တဲ့ခါမှာ strategy တစ်ခုတည်းပုံသေးသွားလို့ရတယ်ဒါပေမဲ့ run မြင်လာတဲ့မြတ် strategy တစ်ခုတည်းပုံသေးသွားတော့အဆင်မပြေတော့ဗျာအဲ့လိုမျိုးပုံစံဆိုရင် strategy က3-4ခုတွဲဆက်နိုင်မှာအဲ့လိုမျိုးအဆင်ပြေမယ်ယခုနောက်ပိုင်းဆိုလည်းဒီ run အမြင့်နေမှာဆိုရင်တကယ်ကိုကြကြမ်းကျင်စောတတ်တဲ့ပြရဆို strategy ခုတည်းပုံမှန်မသွားဘူးနှစ်ခု3ခုသူတို့ပုံမှန်ဆက်ပါတယ်အဲ့လိုမျိုးဆိုရင်ဒီ enemy တင်းဘက်ကကိုယ့်ကိုကောင်တာထောက်တာတွေဒီ strategy ဘိုင်းမှာလည်းသူ့အနေနဲ့ရွေးချယ်ရခက်တယ်ဗျာအဲ့ဒါကြောင့် strategy တစ်ခုတည်းပုံမှန်မသွားမှန်းနဲ့ strategy တွဲဆက်ပုံတွေကိုနားလည်ထားမှာဖြစ်ပါတယ်ဘယ်လိုမျိုး strategy ကိုဘယ်လိုမျိုး strategy နဲ့တွဲဆက်တဲ့နဲ့အများဆုံးကျတော့၄ခုထိပဲထားကြပါတယ်နှစ်ခု၄ခုပေါ့နော်အဲ့လိုမျိုး strategy မများတိဆောက်ပြီးတော့စော့တင်ပါတယ်ဒါကကြောင့်ဒီ strategy တိဆောက်ပုံတွေ strategy တွဲဆက်ပုံတွေနားလည်ထားမယ့်အချက်ပေါ့နော်ဒါကလည်း Magic စော့တဲ့နေရာမှာအရေးကြီးတဲ့အချက်တစ်ချက်ပဲဖြစ်ပါတယ်ကဲနောက်တစ်ချက်ကကျတော့ဒီ commodity scale တွေကိုနားလည်ထားမှာဖြစ်ပါတယ်ဒီကလည်းအရေးကြီးတယ်ဗျဘာလို့ဆိုကျွန်တော်တို့ဒီ run နေတဲ့ခါမှာတော့ကိုလိုချင်တဲ့ကွန်ပျူတာတစ်ခုလည်းပုံသေးသွားလို့ရတယ်ဒါပေမဲ့ run မြင်တဲ့ခါမှာဆိုရင်ဒီ ban ကွန်ပျူတာတွေထွက်လာတယ်ဗျာအဲ့ဒီလိုပုံစံမျိုးဆိုကိုလိုချင်တဲ့ကွန်ပျူတာတွေမရတာမျိုးတွေဖြစ်လာတဲ့ဖြစ်တဲ့ဒီကွန်ပျူတာရဲ့ skill တွေကိုလည်းနားလည်ထားဖို့လိုပါတယ်နောက်တစ်ခုကကျတော့ကိုစော့မယ်ဆိုရင်ဒီ player 8ယောက်ပါတယ်ဗျာအဲ့မှာဆိုတရားနဲ့တရားကွန်ပျူတာတွေကမတူနိုင်ဖြစ်တဲ့အဲ့ဒီကွန်ပျူတာ skill တွေကိုကောင်းကောင်းလေးနားလည်ထားမယ်ဆိုရင်သူကဒီ skill တွေတောင်းပြီးတော့ဘယ်လိုမျိုးပုံစံဆော့မလဲအဲ့ဒါကိုသိထားမယ်ဆိုရင်တော့သူ့ပြန်ပြီးကောင်တာထောက်ရတယ်ပို့ပြီးလွယ်မှာဖြစ်ပါတယ်ဒီတော့ computer skill ကိုလည်းတေချာပေါ့နားလည်ထားမှာဖြစ်ပါတယ်ဒီ computer skill ကိုနားလည်ဖို့တော့ဆိုကျွန်တော်တို့ဒီ Magic ထဲမှာဆိုရင်ဒီ classic တွေလေ့ကျင့်ရေးတွေပါလာဖြစ်တော့အဲ့မှာဆိုကျွန်တော်တို့ဒီ train ပြီးတော့ computer skill တွေကိုနားလည်အောင်ကြိုးစားထားသင့်ပါတယ်နောက်တစ်ချက်ကကြတော့ဒီ equipment တွေ item တွေအကြောင်းကိုတေချာပေါ့နားလည်ထားပါမယ်ဒီကလည်းဒီ Magic ဆော့တဲ့ခါမှာ Magic round တွေပြီးတဲ့ခါမှာဒီကတ်တွေပဲဖြစ်ဖြစ်အဓိကနေ equipment တွေလည်းရနိုင်တယ်လို့နောက်တစ်ခုကကျတော့ဒီ crit round တွေပြီးတဲ့ခါမှာလည်း equipment တွေရနိုင်ပါတယ်အဲ့ဒီ equipment item တွေကိုဘယ်လိုမျိုး hero တွေမှာတွဲဆက်တင်တယ်ဘယ်လိုမျိုး hero တွေမှာမတွဲဆက်တင်ဘူးဘယ်လိုမျိုးပုံစံတွေကစနားရထားတင်တယ်ပေါ့နော်ဒါကလည်းကျွန်တော်တို့ဒီ mobile legend ဆော့တဲ့ player ဆိုတော့တိလောက်မလို့ထင်တယ်ဘယ်လိုမျိုး hero တွေမှာဘယ်လိုမျိုး equipment တွေထည့်တင်တယ်ဥပမာဆိုရင်ကျွန်တော်ဒီ physical damage ထွက်တဲ့ hero မှာဆိုရင်ဒီ magic item ထည့်တာမျိုးတွေကအဆင်ပြေပေမဲ့တကယ်တမ်းသူ့အနေနဲ့ recommend ပေးတဲ့ equipment မှာကျွန်တော်တို့တွဲဆက်တင်ပါတယ်အဲ့လိုမျိုးတွဲဆက်ဖို့အတွက်ကလည်းကျွန်တော်ဒီ equipment ရွေးချယ်တဲ့အခါမှာလည်းဒီ physical item ရွေးတင်လားဒုံမ magic item ရွေးတင်လားဆိုတာသိတာတင်ဖို့လိုပါတယ်ဒီယခု magic ထပ်မှာဆိုရင် item 3မျိုးပါဝင်တာပေါ့နော်ဒီမျိုးစား3မျိုးလို့ပြောလို့ရမယ်အဲ့ဒီမှာဆိုရင်ဒီ physical item ရဲ့ magic item ရဲ့ပြီးတော့ define item ရဲ့ဆိုပြီးတော့3မျိုးပါဝင်ပါတယ်အဲ့ဒီမှာဆို strategy ပေါ်မူတည်ပြီးတော့ကျွန်တော်ဒီတွဲဆက်ပုံတွေဘာတွေရတယ်လိုအပ်ပါတယ်ဒါကြောင့်ကျွန်တော်ဒီ magic chat တွေမှာအရေးကြီးတဲ့ chat တွေမှာလည်းဒီ equipment တွေ item တွေအကြောင်းကိုလည်းနားလည်ထားဖို့လိုပါတယ်နောက်တစ်ခုကကျတော့ဒီကိုကတ်ရွေးချက်တက်ဖို့လည်းလိုပါတယ်မိတ်ဆွေတို့ရဲ့အတိုင်းပဲဒီမိတ်ချက်ဆော့မယ်ဆိုယခုနောက်ပိုင်းကိုကတ်တွေပါလာတယ်ဗျာအဲ့ကိုကတ်ဆိုကျွန်တော်ဒီပွဲတစ်ပွဲမှာဆို3ကတ်တိကျွန်တော်ရွေးလို့ရတယ်ကတ်တွေမှာလည်းအမျိုးအစား3မျိုးပါဝင်တယ်ပေါ့နော်ရွှေအောင်ကတ်တွေပါတယ်ရှိတယ်ဖြစ်တဲ့အတွက်ဒီရွှေအောင်ကတ်တွေကတော့အကောင်းဆုံးပဲအဲ့ဒီမှာဆိုလည်းကျွန်တော်တို့ကဒီကိုကတ်တွေမှာလည်းသူ့ရဲ့အသုံးဝင်ပုံတွေပါတယ်ရှိပါတယ်အဲ့ဒီတော့ကျွန်တော်တို့ကဒီမှာဆိုရင်ကိုကတ်ရွေးချက်တဲ့ခါမှာလည်းကျွန်တော်ဒီမြန်မာ font ပြောင်းရတင်ပါတယ်မြန်မာ font ပြောင်းရမယ်ဆိုကျွန်တော်ဒီဖတ်ရပါရလဲလွယ်တာဖြစ်တဲ့အတွက်တော်တော်လေးအဆင်ပြေတယ်ပေါ့နော်ဒါကြောင့်လေကိုကတ်ရွေးချက်တက်ဖို့လဲလိုတယ်ကိုကတ်မှာဆိုအဓိကထားပြီးရွေးတာကြောင့်ဒီ hero အပေါ်ရရှိတာတွေအဲ့လိုမျိုးတွေပေါ့နော်ကိုရရှိတာတွေအဲ့လိုမျိုးကိုအဓိကထားပြီးရွေးတင်ပါတယ်ဒါမှမဟုတ်လေကိုသွားတဲ့ strategy ပေါ်မူတည်ပြီးတော့ဘလို့ကတ်တွေကအသုံးဝင်လဲဆိုတာလေတေချာပေါက်သိတာရမှာဖြစ်ပါတယ်ကဲနောက်ဆုံးတစ်ချက်ကကြတော့ကျွန်တော်ဒီနေရာချတတ်ရမှာဖြစ်ပါတယ်ဒီ magic chat ဆော့တဲ့ခါမှာလည်းဒီနေရာချတတ်ဖို့ကအရေးကြီးပါတယ်
ဘယ်လိုမျိုးပုံစံဆိုတချို့ strategy ကကြတော့ကိုယ့်ကိုကောင်တာထောက်လို့ရတယ်ဗျာဒါပေမဲ့ကိုနေရာချတတ်တာကျွမ်းကျင်မှဆိုရင်လည်းအဲ့ဒီကိုယ့်ကောင်တာတဲ့ strategy ကိုပြန်ပြီးကောင်တာထောက်လို့ရတဲ့အခါမျိုးတွေလည်းရှိတယ်ဒီတော့နေရာချတတ်ဖို့ကအရင်အရေးကြီးပါတယ်ပွဲတစ်ပွဲအနိုင်ရှုံးကိုဆုံးဖြတ်ဖို့ဆိုတာလည်းဒီနေရာချတတ်မှအဆင်ပြေတယ်ပေါ့နော်ဘယ်လိုမျိုးပုံစံလဲဆိုတော့ဒီကျွန်တော်တို့ဒီ enemy တင်းပတ်မှာဆိုရင်သူကဘယ် hero တွေကိုအဓိက main ထားပြီးဆိုတော့လေအဲ့ဒီ hero တွေကျွန်တော်တို့ကဘယ်လိုမျိုးကောင်တာပြန်ထောက်မယ်ဘယ်လို position နဲ့ကောင်တာပြန်ထောက်မယ်ဆိုတာလေအရင်အရေးကြီးပါတယ်ဒါကလည်းကျွန်တော်တို့ဒီနေရာချမှားတာနဲ့ကျွန်တော်တို့ရှုံးနိုင်တယ်ပေါ့ဗျာဥပမာအဖြစ်ကျွန်တော်တို့ကကြတော့ဒီအဝေးပြက် hero တွေနောက်တန်းမှာထားတယ်ဒါပေမဲ့အဲ့လိုမျိုးနောက်တန်းမှာထားတဲ့ဟာတွေကိုကောင်တာပြန်ထောက်ချင်တယ်ဆိုဒီ link တို့ဘာလို့နဲ့ဆိုကောင်တာပြန်ထောက်နိုင်တယ်ပေါ့ဗျာဘာလို့ဆို link ရဲ့ scale တွေကဒီနောက်တန်းကိုသူကလူစုတဲ့နေရာကိုချတာမျိုးတွေအဲ့လိုရှိတယ်ပြောတော့ဒီ hero နေရာချတတ်ဖို့လည်းအရေးကြီးပါတယ်ကိုကအဓိက main ထားချင်တဲ့ hero ကိုပွဲနောက်ဆုံးထိကိုဆွဲဆက်နိုင်မှုတော့ဆိုဒီနေရာချတတ်ဖို့ကအရေးကြီးပါတယ်တချို့ hero ကကြတော့ဒီစုတဲ့နေရာကိုဒီ AD 3တဲ့ hero တွေရှိပါတယ်ဥပမာဆိုကတုကစားလို့မျိုးဆိုရင်ဒီစုရဲ့နေရာကိုသူက AD 3တဲ့ခါမျိုးဆိုရင်ကျွန်တော်တို့အဓိက main ထားခြင်းတဲ့ hero ကသူ့ရဲ့ AD ထဲဝင်သွားမယ်ဆိုရင်ကျွန်တော်တို့ကဒီနောက်ဆုံးထိမဆွဲဆက်နိုင်တဲ့အခါမျိုးဖြစ်တဲ့အခါကျရင်ဒီရှုံးသွားနိုင်တယ်ဗျာဒီတော့ကိုအဓိက main ထားခြင်းတဲ့ hero ကိုဘယ်နေရာမှာထားရင်လွတ်နိုင်လဲအဲ့လိုမျိုးကိုကျွန်တော်တို့ကသိထားသင့်ပါတယ်ဒီကကျတော့ magic chat ဆော့မယ်ဆိုအဓိကအရေးကြီးဆုံးအချက်လို့ပြောရတဲ့တဲမှာပါတော့ဗောနော်အဓိကနေရာချတတ်ရပါမယ်နေရာချတတ်ဖို့ကလည်းအရန်အရေးကြီးတယ်လို့ပြောရတဲ့မှာပါတယ်ကျွန်တော်နေလည်းဆော့တဲ့အခါမှာဒီသွေးနေတဲ့အခါမှာဆိုနေရာကအရန်ရေးကြည့်ကြတယ်ဗျာဘာလို့ဆိုနှစ်ယောက်လုံးကသွေးနေနေတယ်အဲ့လိုမျိုးအခါမျိုးမှာဆိုရင်ကိုကတကွမှားသွားတယ်နဲ့ကိုကရှော့သွားနိုင်တယ်ပေါ့ဗျာအဲ့လိုမျိုးဆိုသူရဲ့နေရာချပုံကျွန်တော်တို့ကကြည့်ရတယ်ကြည့်ပြီးတော့သူကဘယ်လိုမျိုးနေရာချမယ်ဘယ်လိုမျိုး hero ကိုအဓိက main ထားပြီးဆော့လဲဆိုတာကျွန်တော်တို့ကတေချာကြည့်ရတယ်အဲ့ဒီကနေသူ main ထားခြင်းတဲ့ hero ကျွန်တော်တို့ကဘယ် hero နဲ့ကောင်တာပြန်ထောက်မလဲအဲ့ဒီ main ထားခြင်းတဲ့ hero အရင်ဆုံးပြအောင်ကျွန်တော်တို့ကဘယ်လိုမျိုးပြုလုပ်အောင်မယ်ဆိုတာတေချာတော့ရတာပေါ့နော်အဲ့ဒါလည်းဒီနေရာချတတ်ဖို့လိုပါတယ်ဒါကြောင့်လည်းဒီနေရာချတာအရေးကြီးတဲ့တဲမှာပါပါတယ်ကဲဒါကကျွန်တော်လည်းကြာဒီ Manchester ဆော့တဲ့အခါမှာတေချာပေါက်နားလည်ထားတဲ့အချက်တွေတို့မဟုတ်ကျွမ်းကျင်အောင်ပြုလုပ်ထားတဲ့အချက်တွေကိုကျွန်တော်နေလည်းနားလည်တလောက်ရှင်းပြပေးတာဖြစ်ပါတယ်ယခုအချက်တွေကိုတေချာနားလည်အောင်လေ့ကျင့်နာမယ်တေချာဆွဲနာမယ်တို့မဟုတ်ကျွမ်းကျင်အောင်ပြုလုပ်ထားမယ်ဆိုရင်တော့ကျွန်တော် Manchester ဆော့တာက easy ဖြော်ပဲဖြစ်ပါတယ် Manchester ကကြာတော့ကျွန်တော်ဒီ mobile legend နဲ့စာရင်တော့နည်းနည်းလေးလွယ်တယ်လို့ပြောရတယ်မှာပါတယ်ဘာလို့ဆိုဒီ Manchester ကကြာတော့ pressure လည်းတိတ်မရှိဘူးကိုအပြင်းပြေဆော့လို့ကောင်းတဲ့ game တစ်ခုလို့လည်းပြောလို့ရတယ်ပြီးတော့လက်တချောင်း game လို့လည်း player ကြားမှာရီမဆားတဲ့ game ဗျာဒါပေမဲ့လက်ချောင်း game ဆိုလည်းအထင်မသေးနဲ့ဗျာတော်တော်လေးဆော့လို့ကောင်းတဲ့ game တစ်ခုဖြစ်ပါတယ်ဒါပေမဲ့ကျွန်တော်မကြိုက်တဲ့တစ်ချက်ပါနော်ဒီ match ထဲမှာမကြိုက်တဲ့တစ်ချက်ကကြောင့်လည်းဒီ diamond ဝယ်တဲ့ခါမှာတော်လေးစီးကြည့်တာပဲဖြစ်ပါတယ်ဒါကကျွန်တော်အနေနဲ့ကျွန်တော် Manchester နဲ့ပတ်သက်ပြီးတော့ကျွန်တော်နားလည်တော့ရှင်းပြပေးတဲ့အချက်တွေပဲဖြစ်ပါတယ်ယခုကျွန်တော်ပြောတဲ့အချက်တွေမှာလည်းလိုအပ်ချက်လေးရှိရင်ယခုဗီဒီယိုကောမှာပြောသားခဲ့လို့ရပါတယ်ခင်ဗျာကဲယခုဗီဒီယိုကမိတ်ဆွေတို့အကျိုးရှိမယ်လို့ပြောလဲပါတယ်ယခုဗီဒီယိုကိုတလောနဲ့ပဲစောင့်သက်ချင်ပါတယ်ဗီဒီယိုကိုစောင့်လို့ရှိဖို့အတွက်ကျေးဇူးထူးထူးရှိပါတယ်ခင်ဗျာကဲနောက်ဗီဒီယိုမှာပြန်ဆုံကြပါဘိုင်